ပူပူဆိုတဲ့အမောင်အရန်ကြောက်တတ်တဲ့သမီးငယ်လေးဟာအခန်းထဲမှာစောင့်ကောင်းမှုခြုံပြီးဝဝင်ရုပ်လေးကိုဖက်အိတ်နေပါတယ်။ညရောက်ပြီးဆိုရင်အမောင်ထဲကအိမ်မက်ဆိုးတွေသူ့စီလာနေကြပြီးထင်ပြီးတော့ပူပူကအရန်ကြောက်ပါတယ်။အခန်းတောင်ကအရင်မဲကြီးတွေကပူပူရဲ့ခရင်နာကိုတဖြည်းဖြည်းချင်းတိုးကပ်လာပါတယ်။ဒါပေမဲ့ပူပူမသိတာတခုကသူ့ဘေးကအယုတ်လေးတွေကအသက်ဝင်လာတာပါပဲဝဝင်ရုပ်လေးရဲ့မျက်လုံးတွေကရုတ်တရက်လင်းထွက်လာပြီးလက်ထဲမှာလည်းရောင်စုံဓာတ်တစ်လက်ကအလင်းနှန်းတွေဖြားထွက်နေပါတယ်ဒီနေ့ညလည်းငါတို့ရဲ့တငယ်ချင်းလေးပူပူကိုမင်းတို့အိမ်မက်ဆိုးတွေအနားကပ်လို့မရစေရဘူးလို့ဝဝင်ရုပ်လေးကပြောပြီးတခြားဝဝင်ရုပ်လေးတွေနဲ့အတူအမောင်တွေကအိမ်မက်ဆိုးတွေကိုတိုက်ထုတ်လိုက်ကြပါတယ်နနက်ခင်းရဲ့နေရောင်ကြီးဖြာချလာချိန်မှာတော့ပူပူကပြုံပြုံလေးနိုးလာပါတယ်။သူ့ဘေးကဝဝင်ရုပ်လေးကိုဒီညတော့အိမ်မက်လှလှလေးတွေပဲမတ်တဲ့တက်တီဘဲရေချီဆူပဲနော်လို့ပြောပြီးဖတ်ထားလိုက်ပါတယ်။ကလေးတို့လည်းမကြောက်ကြနဲ့နော်ညဘက်မှာကလေးတို့ကိုကာကွယ်ပေးနေတဲ့သူရဲကောင်းလေးတွေကအမြဲရှိနေတတ်တာမို့လို့အေးချမ်းစွာအိတ်ဆက်ကြပါကွယ်။